အားလုံးပဲမင်္ဂလာပါညီမတို့နေပြည်တော်မြေစားစားတညင်ကုန်းနဲ့ကြီးမြနိုင်ကိုစရဖြစ်ပါတယ်ဒီမဲ့ကြည့်မမတို့ဒီမဲ့ကြည့်ရောနော် share ဒီတစ်ခါတော့စိတ်ချောင်းဆက်အော်တာအပြည့်ရရပါတယ်ရှင်ဒီမဲ့အားလုံးကြိုက်တဲ့စိတ်ချောင်းဆက်လေးတွေပေါ့နော်စိတ်ချောင်းဆက်လေးတွေမမတို့အလင်းမြောင်တော့ထည့်ပေးထားမယ်နော်အရင်တစ်ခေါက်ကမရလိုက်တဲ့လူတွေလည်းဒီတစ်ခေါက်ထည့်ပေးထားပါမယ်ရှင်ဒီမဲ့ဒါလေးကစိတ်ချောင်းဆက်ပြန်ရပါပြီနော်စိတ်ချောင်းဆက်လေးတွေဒီမဲ့ share ပဲစိတ်ချောင်းဆက်လေးတွေပြန်ရပါပြီရှင်ဒါလေးကတော့ငပိရေချိုဒါလေးကတပုတ်3500ဖြစ်ပါတယ်ငပိရေငပိရေချိုမိတ်ဆက်ပေးမယ်နော်ဒါလေးကတော့ငါပြရေကျော်15ချက်သားပါပါတယ်ဒါလေးကတော့9500ဒါလေးကတော့ချက်မောင်ကျော်ဖြစ်ပါတယ်ဒါလေးကတော့3500 15ချက်သား3500ဖြစ်ပါတယ်ဒါလေးကတော့မမတို့ကြက်ဆက်အဆက်အချိုဒါလေးကတော့6000ပေါ့နော်ကြက်မမောလေးကြော်ပေးထားတယ်ဒါလေးတွေကလေးလေးတွေဆိုလို့ရှိရင်အဆင်ပြေတယ်ထမင်းကြိုင်ထည့်တာလေးတွေမူချိုကလေးလေးတွေဆိုအဆင်ပြေတယ်ဒါလေးကတော့9မှွေ9နှက်ကလေးပေါ့နော်ဒါလေးကတော့9မှွေအဆက်ကလေးပါဒါလေးကတော့9000ဖြစ်ပါတယ်ဒါကတော့9နှက်9ကြော်နှက်ပြောတာလေဒါတော့9ကြော်နှက်9မှွေရဒီပါမယ်ရှင်အားလုံးကြိုက်တဲ့9မှွေဒါလေးကလည်း9000ဆိုတော့9နှက်က6000ဖြစ်ပါတယ်ဒါလေးကတော့အလူင6ထိုးအချိုအဆက်ကလေးပေါ့နော်ဒါလေးကတော့အလူင6ထိုးအချိုဆက်လေးပါဒါလေးကတော့စိတ်တုံးဆက်ဒါလေးကတော့စိတ်တုံးဆက်ပါဒါလေးကတော့8000ဖြစ်ပါတယ်ဒါလေးကတော့စိတ်မီးခင်ပေါ့နော်ဒါလေးကတော့14000ဖြစ်ပါတယ်ဒါလေးကတော့စိတ်သားမီးခင်လေးပါဒါလေးကတော့စိတ်လက်ဖက်လေးပေါ့နော်စိတ်လက်ဖက်လေးအော်ရာမလောက်တော့အော်ရာအရန်တက်တဲ့စိတ်လက်ဖက်လေးဖြစ်ပါတယ်နောက်ထပ်အော်ရာတက်တာလည်းရှိသေးတယ်ဒီမှာစိတ်တညင်းနော်စိတ်တညင်းဟဲ့လိုမျိုးတွေမှာရပါတယ်စိတ်လက်ဖက်ဆိုလည်းဟဲ့လိုမျိုးတွေမှာရတယ်စိတ်တုံးဆက်ဆိုလို့ရှင်လည်းဒီလိုမျိုးတွေမှာရပါတယ်စိတ်မီးကင်ဆိုလို့ရှင်လည်းဒီလိုမျိုးတွေမှာရတယ်ပေါ့နော်ဒါလေးကတော့ပဇွန်ကမွန်းကျင်လေးပဇွန်ကွေးအကြီးကြီးတွေနဲ့ပေါ့နော်ဒါလေးကတော့ပဇွန်ကမွန်းကျင်လေးဖြစ်ပါတယ်ဒါလေးကတော့စိတ်ငပိလေးပေါ့နော်မမထမင်းပူလေးနဲ့ဆိုအရန်ထမင်းစားမိန်တဲ့စိတ်ငပိလေးဖြစ်ပါတယ်ဒါလေးကတော့ငရမ်းကြောက်ဖုတ်အယိုးရေကိုမပါဘူးပဲစီမွလေးစိန်ထားပေးတဲ့ငရမ်းကြောက်ဖုတ်ဖြစ်ပါတယ်မမတို့ဒီမဲ့ကြည့်ငပိတောင်းမှားမလောက်နော်မှားမလောက်ရောက်ကုန်အဲ့လိုမျိုးလေးငပိတောင်းဒါလေးကတော့30သားရခိုင်တောင်းထောင်းပေးထားတယ်ပဇွန်ကြောက်လေးတွေနဲ့ဒါလေးကတော့30သားကို3000ဖြစ်ပါတယ်မမတို့ဒီမှာကြည့်ပါဦးအာလူးကြော်လေးတွေဒါလေးကဘူးကြီးပေါ့နော်ဒါလေးကဘူးကြီးဒီမှာအချိုတဘူးအဆက်တဘူးအခုကပစ္စည်းရောက်တာနောက်ကျတယ်ပေါ့နော်အခုဆိုရင်9နိုင်ခွဲတော့မယ်9နိုင်ခွဲမှာပစ္စည်းရောက်လာတယ်ပြီးမနေ့ပြန် delete app ပေးမယ်ပေါ့နော်မနေ့ပြန် delete app ပေးပါမယ်အားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်စိတ်ချောင်းဆက်လေးတွေမပေးနိုင်တဲ့အတွက်လည်းအားလုံးတောင်းပန်ပါတယ်နော်တိခံပေးကြပါအလှည့်ကျနဲ့ထည့်ပေးပါမယ်ရှင်